ကြလမ်းဘေးခွေဖြစ်မယ်တော့လမ်းဘေးခွေဖြစ်မယ်တော့လမ်းဘေးခွေဖြစ်မယ်တော့တဘာဝနဲ့ထိတွေ့နေပါတယ်တောတန်းတကောင်နှစ်ကောင်ပါတကောင်ကငါရှော့ရိုက်နေပါတယ်တကောင်လိုက်ကောက်နော်ဘာမဟုတ်လေစားပြရတော့မှဖြစ်ပါတယ်ဒီကတော့အကုတုကောင်းလားတော့ဒီကောင်ကြီးတာမသိသေးဘူးလားတော့အကြီးဆုံးပါမယ်အောက်မှာနောက်တော့အကြီးဆုံးရောက်ရှိလို့လာပါပြီတဘာဝနဲ့ထိတွေ့ရတော့ဖြစ်ပါတဘာဝနဲ့ချက်ပြုတ်ချင်းပါညာလူပညာတောမှလာပြီးတော့အမေတိုင်းချက်ပါတယ်အမင်းစားမယ်ဒီစီးတယ်မယ်နားထောင်ကြည့်လိုက်ဘယ်တော့တဘာဝဆက်ဝေါဒါမျိုးခတ်တော့မှာလေအောက်မှာတော့တဘာဝပေးတဲ့ဒီချီကန်လေးရှိပါတယ်မင်္ဂလာဆောင်နေတစ်ဆင့်နှစ်ရက်တာ